မင်္ဂလာညချမ်းလေးပါမျိုးတို့ရေရာသီဥတုကပူတော့အခုညပိုင်းကိုရေထားချိုးပလိုက်တယ်ရေချိုးပြီးတော့ body lotion လိမ့်မယ်စမီတူတို့ဆိုလို့ရှိရင် မိန်းကလေးတွေတော်တော်များများအသားမဲညစ်တာတွေမကြိုက်ဘူးအသားမဲအသားကွာမဲဖြူဝါပဲဝါအဲ့ဒီလိုလူမျိုးတွေအကုန်လုံးကတော့အသားရည်ဆွပြည့်ကြီးလေးဖြစ်ချင်တာတော့ဟုတ်တယ်ဟုတ်အဲ့ဒီလိုဖြစ်ဖို့အတွက်စမီတူပြောပြပေးမယ်ဒါလေးကကြတော့သူက MD ကအထုတ်လုပ်ထားတယ်နေရောင်ကြီးကာကွယ်တယ်လိုရှင်နေရောင်ကြီးတံကိုလည်းကာကွယ်ပြီးတယ်အသားရည်မင်းညစ်တရားကိုလည်းတတ်စီတယ်ဒါကိုမှဒီလိုရှင်လေးကညပိုင်းလဲသုံးလို့ရတယ်ဆိုတဲ့အကြောင်းကိုလာပြောပြချင်တာဘာကြောင့်ညပိုင်းသုံးလို့ရရလဲဆိုတော့သူ့အထဲထဲမှာcollagen လည်းပါဝင်တယ်လို့ gluta လည်းပါဝင်တယ်ပြီးရင် moisture လည်းပါဝင်တဲ့အတွက်ညပိုင်းကိုလည်းသုံးပြုလို့ရတယ်သူကအနက်နှစ်နက်လေးနဲ့ထွက်တယ်ဒီတော့ရေမွေးနံကိုသိတယ်မလားကပါကျော်ဒီတော့ရေမွေးနံကဒါလေးကကျတော့စေးပါနံဒါလေးကတော့ mix ပေါ်နံထွက်တယ်ဒီညကတော့ဆမ်မစ်သူကဒီအပြာကောင်လေးကိုလိမ့်မယ်ပေါ့နော်သူကကျတော့ဒီလိုလိုရှင်မျိုးလေးလာတယ်အဖြူလေးကိုမှလေဒီလိုလက်ပေါ်ကိုတင်လိုက်တယ်ဆိုလို့ရှိရင်ရောပူသွားမှာမျိုးပြီးသွားလို့ရှိရင်လေသိရမလား6ကက်ကက်ကြီးနဲ့အသားကစီဖြစ်နေတာမျိုးအဲ့လိုမျိုးမရှိဘဲနဲ့အသားကြီးပေါ်တင်လိုက်တာနဲ့အေးများနေတာဟိုလေတန်းရတယ်ပြီးရင်ကစီလုံးဝဖြစ်မနေဘူးအဲ့ဒါတခုကဆမ်မစ်တို့အရန်ကြိုက်တယ်ဘာကြောင့်လဲဆိုတော့တခြားလိုရှင်းနေဆိုလို့ရှိရင်လိမ့်ပြီးသွားလို့ရှိရင်ကစီတွေဖြစ်နေတတ်တယ်လေအဲ့ဒီလိုကစီတွေဖြစ်နေတာအေးကိုမကြိုက်ဘူးဆမ်မစ်တို့ကတော့ဒီလိုလိုရှင်းလေးကိုတကယ်ကိုအဆင်ပြေတယ်ဆမ်မစ်တို့အတွက်ဆိုရင်တော်တော်ကိုအဆင်ပြေတယ်ကစီလည်းဖြစ်မနေဘူးပြီးသွားလို့ရှိရင်အေးများမှုကိုလည်းတန်းရစေတယ်ပြီးရင်သူကလည်းနေအောင်ကြီးတန်းတွေကိုလည်းကာကွယ်ပေးတယ်ဆမ်မစ်တို့လို့ဆိုလို့ရှိရင်ဒီဂျိုင်းကြားမှာချွေးနှံဆိုးတွေထွက်တယ်လေဟုတ်တယ်မလားအဲ့ဒီလိုချွေးနှံဆိုးတွေကိုလည်းသူကတက်တာစေတယ်သူကလေနှစ်ကင်းပတ်တိပါသုံးမယ်ဆိုလို့ရှိရင်ချွေးထွက်လာပါများလို့ရှိရင်သူ့ရဲ့အနံ့လေးကတင်းလေးတွေကိုထွက်တယ်အရန်ကိုကောင်းမွန်တယ်သူကလေမကြည့်မွိုင်းချပါဝင်လို့လားမသိဘူးအသားရည်ကိုစို့ပြောင်ပြီးတော့တင်းသွားတာပဲပြီးရင်ကစီလုံးဝဖြစ်မနေဘူးเนาะအရန်ကောင်းမွန်တယ်အဲ့ဒါလေးတစ်ချက်ကတော့ဆမ်မစ်တို့တော်တော်ကြိုက်တယ်အနံ့နဲ့တင်ကိုတော်တော်ကိုတန်တဲ့ reset ကိုရပါတယ်ရှင်အသားဖြူလို့ရှင်လဲသုံးကျင်တယ်အသားညာပိုင်းလဲသုံးပြကျင်တယ်ပြီးသွားလို့ရှင်ရေဓာတ်ကလည်း100%ဖြည့်တင်းကျင်ပါတယ်ဆိုရင်တော့ဒီ body lotion လေးတွေယူဖို့ပြောချင်တယ်ဒီ body lotion လေးတွေကဘူးအကြီးဖြစ်တဲ့အပြင်ကိုတော်တော်ကိုမှလည်းဘူးကြီးဖြစ်တဲ့အပြင်ကိုတော်တော်ကိုမှလည်းပေးရတဲ့စီးနဲ့တန့်တယ်ကိုမမတို့ရေ